ဒီဖားလေးကိုအပြင်မှာတွေ့ရင်လုံးဝလုံလို့မကင်မိပါစေနဲ့ဘာလို့လဲဆိုတော့သူ့ကိုထိမိယုံကင်မိယုံနဲ့တင့်အသက်အန္တရာယ်ရှိနိုင်လို့ပါပဲဒါကတော့ကပတ်အန္တရာယ်အရှိဆုံးတရဝါတွေထဲကတစ်ခုဖြစ်တဲ့မြားစိတ်ဖာ poison dart frog ပဲဖြစ်ပါတယ်သူ့ကိုဘာလို့မြားစိတ်ဖာလို့ခေါ်တာလဲ American ဒိုက်ကတိုင်းရင်းသားတွေဟာသူတို့ရဲ့မြားဒိတ်တွေမှာဒီဖားလေးအရေးပြားကထွက်တဲ့အစိတ်ကိုတုပ်လင့်ပြီးအမဲလက်ရမှာအသုံးပြုခဲ့ကြလို့ဒီအမီရလာတာပါသူတို့မှာအဝါအပြာအနီစတဲ့တုပ်ပတဲ့အယောင်တွေရှိနေတာဟာအလှပြဖို့မဟုတ်ပါဘူးငါမှာအစိတ်ရှိတယ်ငါကိုလာမစားနဲ့လို့ရန်သူတွေကိုတတိပေးနေတာပါဒါကိုသိပ္ပံလို့ aposimatism လို့တတိပေးရောင်ကြီးလို့ခေါ်ပါတယ်ဒီမျိုးနွယ်စုလေးမှာအစိတ်အပြင်းဆုံးကတော့ရွှေဖာ golden poison frog ပါသူ့ရဲ့အရေးပြားမှာရှိတဲ့အစိတ်ဟာလူအယောက်20ဒါမှမဟုတ်စင်ကြီး2ကောင်ကိုတေးစင်းနဲ့လက်ကောင်ပြင်းထန်ပါတယ်သူ့ကိုကင်ပြီးယုံနေတဲ့အစိတ်ဟာအရေးပြားကအစိမ့်ဆွေးတဲ့စိတ်ဝင်နိုင်ပါတယ်ထူးဆန်းတာကသူတို့ဟာအစိတ်ကိုကိုယ်တိုင်ထုတ်တာမဟုတ်ဘူးသူတို့စားတဲ့အစိတ်ရှိတဲ့ပရိတ်စိတ်တွေနဲ့ပိုးကောင်တွေစီကနေအစိတ်ကိုစူဆောပြီးအရေးပြားကနေပြန်ထုတ်တာပါဒါကြောင့်သူတို့ကိုမွေးရဖြန်မှာမွေးထားရင်အစိတ်မရှိတော့ပါဘူးအလှဆုံးရတွေဟာအန်ဒီရဲ့အရှိဆုံးဆိုတာဒါမျိုးကိုပြောတာဖြစ်နိုင်ပါတယ်မင်းလက်ဒီဖားလီကိုအပြင်မှာတွေ့ရင်ဝေးဝေးရှောင်နော် Animal Facts မြန်မာကို follow လုပ်ထားဖို့လည်းမမေ့နဲ့အောင်နော်